ဘယ်လိုအကြရဲ့ပြောရကြည့်အကြရဲ့အေးအကြရဲ့အမေဝဲHello အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့သမီးလေးတွေအကြိုက်သူတို့ကတော့ strawberry ဆိုရင်မျိုးစုံကိုလှုပ်ခိုင်းတာ strawberry ဒီတိုက်လဲစားတယ်ပြီးလို့ရှိရင် smoothie ပေါ့နော်ဒီနေ့ကကျတော့၃မျိုးပဲ strawberry yes nano ရဲ့ banana ရဒါတော့ငယ်ကလေးလှုပ်ပေးနေကြပါတော့ strawberry ကလေသူက antioxidant လည်းများတယ်ပြီးလို့ရှိရင် vitamin C လည်းကောင်းတယ်ဆိုတော့လေသူတို့အခုချိန်ရာသီဥတုကလည်းအေးတော့လေအဲဆိုရင်သူတို့အဲ့လိုမျိုးလေးတွေအများလောက်ကြတော့သူတို့ဒီနာဆေးတာလို့ချောက်ဆိုးတာလို့တိတ်မဖြစ်ဘူးပေါ့နော်ဒီ vitamin C ကလည်းဒီကလေးတွေအတွက်သူတို့အခုလိုရာသီဥတုအတွက်အရန်ကိုကောင်းတယ်လောရတာလည်းလွယ်လေးလေနော်အဲ့လိုဆိုရင်သူတို့ဗိုက်လည်းပြည့်တယ်အစာလည်းခံတယ်နွားနိုလေးလည်းပါတော့ဘယ်လိုပဲဖြစ်ဖြစ်နွားနိုလည်းပဲပိုတောက်ဖြစ်တာပေါ့နော်နွားနိုဆိုရင်သူတို့ home mix ပဲဝယ်ပေးထားတယ်သူကဒီနွားနိုမှာလည်းသူက vitamin D လေး calcium လေးပါဆိုတော့သူတို့ဒီအယိုးနဲ့သွားလေအတွက်ကိုကောင်းတယ်ပေါ့နော်နောက်တစ်ခါလည်းငပြောတင်လည်းဒီ potassium ဓာတ်ကျွဲဝရဲဆိုတော့ငပြောသေးလဲသူတို့အားလည်းရှိတယ်ဘယ်လိုပဲဖြစ်ဖြစ်သူတို့အစာလည်းခံတယ်သူတို့ကြောင်းပြန်လာပြီးသူတို့ထမင်းစားပြီးညနေခဏနားတယ်ဆိုရင်သူတို့ကတခြားအချိုရည်လေးတိုက်မဲ့စားအိမ်မှာအဲ့လိုမျိုးချိုအမြဲတမ်းလုပ်ပေးဖြစ်တော့ Chloe ဆိုရင်သူကအဲ့လိုမျိုးချိုလုပ်ပေးတဲ့အဲ့လိုမျိုး smoothie လေးတွေဆိုရင်တော့အရန်ကြိုက်တယ်Alison ကြတော့လေပြောရမယ်ဆိုရင်သူကလေအစုပ်စားအကုတ်စားအဲ့ဆိုအပြင်ရောက်ရင်လည်းအဲ့လိုမျိုးအချိုရည်ဘူးလေတွေ့တောက်ချင်အဲ့ကြအိမ်မှာဆိုရင်လေအချိုရည်ဘူးလေတော်ရုံနဲ့မဝယ်ထားပေးဘူးသူတို့အတွက်လေအချိုရည်ဘူးလေငယ်ကလေးတွေအရန်မတိုက်ထားဘူးပေါ့နော်သူတို့အရန်တောက်တက်သွားမှာဆိုလို့အပြင်ရောက်ရင်တော့မလွဲသွားဆောက်တာတောက်ရမယ်ဆိုရင်တော့တောက်ပေါ့တောက်တက်အောင်တော့တောက်ဒါပေမဲ့ Chloe ကတော့အပြင်ကဒီအေးဘူးလေးကိုတိတ်မကြိုက်တာ Alison ကတော့ကြိုက်တယ်အမလေးခုတ်လဲကြိုက်တယ်သူကလေခေါ်လိုက်ရင်ချင်းပြေးလာနေရောက်တာမြန်တယ်လားမပြောနဲ့အမေအရှိမသူတို့နှစ်ယောက်ကTV ထိုင်ကြည့်နေကြတာTV ထိုင်ကြည့်ပြီးတော့အဲ့ဒါတောက်ချင်တယ်ဆိုလို့ချွာလုတ်ပေးတာနှစ်ယောက်သားပြောနေရော Oh why that I got မျိုးစုံရှောက်လုတ်ထားနော်ဘာပြောမလဲ Thank you အမသူမနဲ့နှစ်ယောက်အမအရှိမ TV ထိုင်ကြည့်နေကြတာ TV ထိုင်ကြည့်ပြီးတော့နှစ်ယောက်သားတော်နဲ့စကားတွေဘာတွေပြောနေလဲတော့မသိဘူးနေရတာချိုးကတော့ဒီမှာဒါကလေဆေးလို့ရှိရင်လေလွယ်လွယ်လေးပဲဒီဆက်ပြရည်လေးကိုထက်ရည်လေးနဲ့ပေါ့နော်ပြီးလို့ရှိရင် braid ပြန်လုပ်လိုက်လို့ရှိရင်သူ့ဟာနဲ့သူတိုက်ဆေးပြီးသားလို့ဖြစ်သွားတော့နည်းနည်းပိုတက်တာပေါ့နော်သူ့ဟာနဲ့သူရည်နဲ့သူဆက်ပြရည်နဲ့ဟိုသူဒီ braid ပြန်လုပ်လိုက်လို့ရှိရင်ဟိုကကြမ်းလေးတိုက်ဆေးလိုက်လို့ဖြစ်သွားဆိုတော့လေအဲဆိုဆေးရတာပိုလွယ်သွားပါတော့ဆိုတော့ချိုးကတော့အခုကတော့ဒီ၃မျိုးပဲပေါ့နော်တကယ်လို့ကိုကအချိုနည်းနည်းပိုကြိုက်တယ်ဆိုရင်ပြားရည်လေးထပ်လို့ရတယ်ယောဂလေးထပ်ချင်လဲထပ်လို့ရပါတော့ချိုးကတော့မျိုးစုံသူတို့လုပ်ပေးတယ်တခါလေကြာရင်လဲယောဂလေးထပ်ပေးတယ်ကြည့်အောင်လာတောင်းနေပြန်ပြီမမပြတ်အောင်ကုတ်ပြီလားမြတ်ဆိုးအလဆန်အကြိုက်လားမမီဟာဘယ်လိုဘလို့ပြောရအကြိုက်ရဆိုဘယ်လိုဘလို့ပြောရဘယ်လိုအကြိုက်ရပြောရကြည့်အကြရဲ့အေးအကြိုက်ရလုတ်ပေးအောင်နည်းနည်းလုတ်ပေးအောင်ပြောရကြည့်နည်းနည်းလုတ်ပေးအောင်အေးအလဆာစီဘီစီအမီဝဲအမီဝဲစပ်ပုံစံမနေအမီဝဲစပ်ပုံစံမနေမျက်နှာတော့အပြောင်အလဆာလာမျက်နှာပြအလဆာပဲရှိရကြည့်